မိဘကိုကျေးဇူးဆက်နိုင်မို့မုတ်တောင်ဝင်မစားတော့တဲ့အထိငွေကိုစုနေပြီဖြစ်တဲ့သမီးအလိမ္မာလေးမိမိပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အလှမယ်တွေထဲမှာစိတ်ထားအကောင်းဆုံးအလှမယ်ကိုပြပါဆိုရင်မိမိကိုလက်ညှိုးထိုးကြမှာအသေးချပါပဲနော်မိမိကထိုင်းနိုင်ငံမှာကြီးပြင်းခဲ့တဲ့ထိုင်းကရင်သွေးတော်တယောက်ဖြစ်ပြီးမြဲပရိသတ်ချစ်ခင်မှုကိုရရှိထားသူတယောက်လည်းဖြစ်ပါတယ်ပရိသတ်တွေကတော့စကားကိုမပြီးမသပြောတဲ့သူ့ရဲ့ပုံစံလေးကိုသဘောကျသလိုသူ့ရဲ့အလွဲလေးတွေကိုလည်းသဘောကျပါတယ်မိမိကမြန်မာစကားကိုအခုချိန်မှာကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီးမြဲအခုထိအတိတ်ပဲလွဲနေတော့မှာပဲဘာပြောလို့ပြောချင်မှမသိအောင်တခါတလေအလွဲတွေပြောတတ်တာမို့ပရိသတ်တွေကသဘောကျနေရတာလည်းဖြစ်ပါတယ်မိမိကတော့ချစ်စရာကောင်းတဲ့အပြုမှုကိုပိုင်ဆိုင်ထားသလိုနူးညံ့သိမ်မွေ့ပြီးလူတိုင်းအပေါ်မှာစိတ်ထားကောင်းကောင်းထားလို့ပရိသတ်ကအချစ်ပိုနေရတာပါမိမိကအရန်အောင်မြင်တဲ့အလှမယ်တယောက်မဖြစ်ခဲ့ပေမဲ့ဆရာဖြစ်သူရဲ့ကျေးဇူးကိုလည်းသိတတ်သလိုဂျူနီယာအလှမယ်တွေကိုလည်းအကောင်းဆုံးပံ့ပိုးပေးတတ်သူလည်းဖြစ်ပါတယ်အလှမယ်လောကမှာအောင်မြင်မှုပန်းနိုင်မရောက်ခဲ့ပေမဲ့ပရိသတ်ရင်ထဲမှာတော့နံပါတ်1ပါပဲသူရဲ့အပြုမူတိုင်းကယူရှင်တာမို့အားလုံးကအချစ်ပိုနေရတာလည်းဖြစ်ပါတယ်မိမိကချစ်စရာကောင်းတဲ့အပြုမူတွေကြောင့်နာမည်ကြီးခဲ့သလိုအခုလည်းပရိသတ်အချစ်ပိုအောင်ထပ်လုပ်ခဲ့ပါပြီမိမိကတော့မိဘအပေါ်မှာကျေးဇူးဆက်ခြင်းတဲ့သမီးလိမ္မာလေးတယောက်ဆိုတာကိုပရိသတ်သိအောင်ချပြလာခဲ့တာပါမိမိကငွေကြေးမပြည့်စုံတဲ့မိသားစုကမွေးဖွားလာခဲ့တာပါသူရဲ့အဖေနဲ့အမေကခက်ခက်ခဲခဲရုန်းကန်ရှာဖွေပြီးသူတို့ညီမနှစ်ယောက်ကိုကြောင်းပြောင်းထားခဲ့တာလည်းဖြစ်ပါတယ်မိဘရဲ့တာဝန်ကိုလုပ်တာဖြစ်ပြီးမြဲမိဘရဲ့အခက်အခဲတွေကိုမြင်ခဲ့တဲ့မိမိကတော့အခုချိန်မှာတက်နိုင်တဲ့ဘက်ကကျေးဇူးဆက်ဖို့ကြိုးစားနေပြီလည်းဖြစ်ပါတယ်မိမိကတော့ပညာရေးမှာမထွန်းပေါက်ခဲ့ပေမဲ့အခုဆိုရင်အောင်မြင်တဲ့အမှုပညာရှင်တစ်ယောက်ဖြစ်နေပါပြီဆရာကောင်းနဲ့တွေ့ခဲ့တာမို့သူ့ဘဝကအကောင်းဘက်ကိုပဲဦးတည်ခဲ့ရတာပါ Miss Grand International ပွဲမှာ Place ပြခဲ့ပေမဲ့အခုချိန်မှာတရုတ်ဆောင်တရားအနေနဲ့လည်းဇာတ်ကားတွေရိုက်ခွင့်ရနေသလိုတခြားအမှုပညာလှူရှားမှုတွေလည်းအများကြီးလုပ်ခွင့်ရနေခဲ့တာလည်းဖြစ်ပါတယ်မိမိကမြန်မာစကားကိုအရင်ကြီးမပြောတတ်သေးပေမဲ့မြန်မာနိုင်ငံမှာရုပ်ရှင်ဇာတ်ကားတွေရိုက်ခွင့်ရနေသလိုထိုင်းနိုင်ငံမှာလည်းဇလန်တွဲရိုက်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်မိမိကတော့အောင်မြင်တဲ့အမှုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ကက်စီနိုတဲ့ဆိုပြီးနာမည်ကြီးပါတယ်တော်ရုံဆိုရင်ဘသူကမှမဝယ်မကြွေးတတ်သလိုလက်ဆောင်ပေးဖို့လည်းအစီအစဉ်မရှိပါဘူးမိမိကမိသားစုတွေစီစီလုံးလုံးနေကြတယ်လို့မိဘတွေကိုလည်းအိမ်ကောင်းကောင်းလေးနဲ့ထားကြတာမို့စူးစမ်းနေတာလည်းဖြစ်ပါတယ်သူအနေနဲ့ဘလောက်တောင်ငွေကိုစုဆောင်းထားလဲဆိုရင်မုတ်တောင်ဝဲမစားဖြစ်တော့တဲ့အထီးပါပဲမုတ်စားခြင်းတဲ့အခါမျိုးမှာဆိုရင်အိမ်ဆောက်ရမယ်ဆိုတဲ့စိတ်နဲ့မစားဖြစ်တာများပါတယ်မိမိကတော့ငွေကိုချစ်ကုပ်ပြီးစုဆောင်းခဲ့တာမို့အခုဆိုရင်မိဘတွေရဲ့စိတ်တိုင်းကြအိမ်ဆောက်ပေးနိုင်ပါပြီမိမိရဲ့မိဘတွေကလည်းမိမိလိုပဲပကသနာကင်းပြီးလောဘနေပါတယ်အိမ်ကိုကြီးကျယ်ခမ်းနားတာမျိုးထက်မိသားစုတွေနွေးနွေးထွေးထွေးနေလို့ရမယ့်အိမ်မျိုးလိုချင်တယ်လို့ဆိုပါတယ်အိမ်ကိုအကြီးကြီးမလိုချင်ပဲတည်တည်လေးနဲ့မိသားစုလေးယောက်နွေးနွေးထွေးထွေးနေလို့ရမယ့်အိမ်မျိုးလိုချင်တယ်ဆိုပြီးသမီးကိုပြောပြခဲ့တာလည်းဖြစ်ပါတယ်မိမိကတော့မိဘတွေစိတ်တိုင်းကြနှွေးထွေးတဲ့အိမ်လေးကိုစောက်ပေးနေပြီလည်းဖြစ်ပါတယ်သူကရတဲ့အမှုပညာကြီးတွေနဲ့အခုဆိုရင်အိမ်လေးစောက်နေပြီလည်းဖြစ်ပါတယ်မိမိကတထက်အိမ်တည်တည်လေးကိုစောက်လုပ်နေပေမဲ့ထိုင်းဘတ်ငွေ9 သိန်းလောက်ကုန်သွားပါပြီမိမိကတော့နောက်ထပ်လိုရာလေးတွေထပ်ဖြည့်ဖို့မုတ်တောင်ဝင်မစားနိုင်သေးဘူးဆိုပြီးမိဘအပေါ်တည်တတ်တဲ့သမီးတယောက်ဆိုတာကိုပရိသတ်သိအောင်ပြောပြလာခဲ့ပြီလည်းဖြစ်ပါတယ်